အားလုံးမင်္ဂလာပါကိုရီးယားမှာစားသောက်ကုန်လုပ်နေလှုပ်ရှားနေတဲ့သူတွေအတွက်ငွေကြေးရရှိရင်ကျွန်တော်ဒီကြောင်းလေးနဲ့ပြပြချင်ပါတယ်ကျွန်တော်လောလောဆယ်စားသောက်ကုန်စေရုံရဲ့လက်စာစေရုံမှာလုပ်နေတာပါတကယ်လို့ငွေကြေးတို့လှုပ်ဆောင်မယ်ဆိုရင်စားသောက်ကုန်စေရုံရဲ့လက်စာစေရုံနဲ့စေရုံကြီးတွေမှာရှာပါဘာဖြစ်လို့ဆိုတော့လက်စာစေရုံနဲ့စေရုံကြီးတွေမှာကသူလုံချုံပေးရေးပိုင်းနဲ့ကျန်းမာရေးပိုင်းနဲ့သူတော်တော်များများသူလုပ်ပေးထားပါတယ်ကျွန်တော်တို့ကအမုတ်ထုတ်တဲ့နေရာမှာဆိုရင်အမုံတွေတအားထွက်ပါတယ်ထွက်တဲ့ချိန်သူကလေဆုပ်တဲ့ဟာလေးတွေရှိပါတယ်လေဆုပ်တဲ့ဟာလေးတွေသူတက်ပေးထားပါတယ်ကျွန်တော်ဒီစီလင်မှာလည်းတက်ပေးထားပါတယ်ပြီးရင်အနီးနားကျွန်တော်တို့လှုပ်တဲ့အိုးရဲ့အထဲမှာလည်းသူကထည့်ပေးထားပါတယ်တကယ်လို့စက်ရုံငယ်တွေမှာဆိုရင်ကျွန်တော်ထင်ထားလေးမထည့်ပေးတော့ပါဘူးထည့်ပေးတဲ့ဒီနည်းနည်းပဲထည့်ပေးမှာပါပြီးရင်အကြီးထုတ်တဲ့သူတွေဆိုရင်လည်းနွေရသည်ဆိုရင်သူကအကြီးကသူကရေပူတွေပါပြီးရင် sauce အပူတွေပါသူတို့ဟင်းချရတာပါတောက်ပူပါတယ်အဲ့ဒီရုပ်ထဲမှာအဲ့တော့သူကကျွန်တော်စိတ်ရုံမှာဆိုရင်ဘယ်လိုလုပ်ပေးထားလဲဆိုတော့ပန်ကာကြီးအကြီးတွေသူကဖွင့်ပေးထားပါတယ်ဒါပေမဲ့နည်းနည်းတော့ပူပါတယ်ပြီးရင်သူကအဲ့ဒီရေသွားတဲ့လမ်းကြောင်းတွေဒီလက်ရှင်လုပ်တဲ့ခါကျရင်နည်းနည်းပူပြီးတော့ပြင်မှန်းပါတယ်စက်ရုံအလက်စားနဲ့အကြီးစားတွေမှာဆိုရင်ဒီလိုကိစ္စတွေကအများကြီးမကြုံရပါဘူးပြီးရင်ကိုရီးယားမှာအလုပ်ရှာရင်စားသောက်ကိုအလုပ်နဲ့ကျွန်တော်ထင်စီပြလောက်ပါတယ်စားသောက်ကိုလုပ်ရတော့တစ်နှစ်ပတ်လုံးအလုပ်ရှိပါတယ်ခန်းပေါ်တငယ်ချင်းသူကစက်ရုံငယ်မှာလုပ်တဲ့အကြောင်းလေးနဲ့ပြပါမယ်ဘာလို့လဲဆိုတော့သူက chicken ပေါ့စစ်သားစိတ်မှာလုပ်ပါတယ်အဲ့တော့သူခုတော့လှုပ်ထွက်ထားရပါတယ်သူပြတော့တော့ကျွန်တော်နဲ့ပူဖြောင်းအောင်တွေ့လို့သူကလက်ညှိုးမှာသူကထိခိုက်မိတာပါတယ်စစ်သားချင်းဖိမိလို့ပါသူလှုပ်တာစက်ရုံငယ်ပါသူကတော့ခုလောလောဆယ်နဲ့နာကျင်အောင်မခံရှောက်ထားတယ်လို့ပြောပါတယ်အဲ့ဒီကိုစိတ်မကောင်းပါဘူးသူကလက်ညှိုးလေးထိမိတာပါလောလောဆယ်လှုပ်နားထားရပါတယ်စိတ်ချင်းတော့ပြနေရပါတယ်ပြီးရင်တခြားစက်ရုံငယ်တွေဒီပေါင်မုတ်စက်ရုံတို့မှာလှုပ်တဲ့တငယ်ချင်းတွေလည်းကျွန်တော်ကြားရပါတယ်သူတို့ကအဲ့ဒီမနေ့8 နာရီကနေညနေ9 နာရီညနေ9 နာရီထိအဲ့ဒီအချိန်တွင်းမှာသူအလုပ်ကိုအမြန်ပြအောင်လုပ်ခိုင်းပါတယ်လောနဲ့လုပ်ခိုင်းပါတယ်တကယ်ဆိုရင်ကိုရီးယားမှာလုပ်ရင် OT ရှိတဲ့စက်ရုံတွေကိုရွေးပြီးတော့လုပ်ပါဘာဖြစ်လို့ဆိုတော့ကျွန်တော်ဖေပြောသလိုပဲသူ OT ရှိတဲ့စက်ရုံတွေဆိုရင်သူကအလုပ်ကိုလောမလုပ်ရပါဘူးပြီးရင်အရင်လည်းမပိတ်မှန်းပါဘူးသူကတကယ်လို့လူကပိတ်မှန်းသွားရင် OT ကမလုပ်နိုင်တော့ပါဘူးသူက OT ပေးတာဆိုတော့အလုပ်ကအရင်မပိတ်မှန်းလို့ပါဒါပေမဲ့သူကပုံမှန်လေးလုပ်ပြီးတော့ပုံမှန်လေးနဲ့အချိန်ကုန်သွားတာပါတချို့စက်ရုံတွေကအဲ့ဒီတော်တော်များများပေါ့နော်ကိုရီးယားလူမျိုးတွေကတော့ OT မလုပ်ချင်ကြပါဘူးအချိန်ဘူးအဲကြောင့်မို့သူတို့အလုပ်ကိုမြန်လုပ်ပြီးတော့အဲ့ဒီ9 နာရီဆို9 နာရီခွဲအပီအဲ့လိုလုပ်ကြပါတယ်အဲ့လိုစက်ရုံတွေဆိုရင်အဲ့ဒီအလုပ်လုပ်တဲ့လူတွေတော်တော်ပိတ်မှန်းပါတယ်ပြီးခဏပြောသလိုစားသောက်ကိုစက်ရုံနဲ့အလုပ်လုပ်နေတဲ့တငယ်ချင်းတွေခုမှအလုပ်ထွက်ထားပြီးစားသောက်ကုန်နဲ့အလုပ်လုပ်မဲ့သူတွေအတွက်အဲ့ဒီကျွန်တော်ခဏအကြောင်းလေးပြောတာပါစက်ရုံလက်စားနဲ့အကြီးဆုံးရွေးပါအဲ့ဒီစက်ရုံမှာသူကအထင်းနဲ့လည်းတိုက်ရိုက်မတွေ့ရပါဘူးပြီးရင်ကိုယ့်ရဲ့လုပ်ငန်းခွင်ကခေါင်းဆောင်တဲ့ဘက်ကိုတွေ့ရတာပါတချို့စက်ရုံတွေမှာဆိုရင်တထေးသားရောတထေးကတော့ရောအတူတူလုပ်ရပါတယ်အဲ့လိုစက်ရုံတွေဆိုရင်တော့တချို့စက်ရုံတွေလည်းခေါင်းပါတယ်တချို့စက်ရုံတွေလည်းနည်းနည်းလေးကျဉ်းကျပ်ပါတယ်စက်ရုံကြီးတွေဆိုရင်သူကသူ့ဌာနလိုက်သူကခွဲထားပါတယ်ကျွန်တော်တို့ဌာနမှာဆိုရင်ကျွန်တော်တို့ကအမုတ်ကိုကီလို20ထုတ်ပို့တဲ့ဌာနမှာပါအဲ့ဒီမှာကျွန်တော်9ယောက်ရှိပါတယ်အပေါ်3ယောက်အောက်4ယောက်ပါကျွန်တော်ခေါင်းဆောင်1ယောက်နဲ့ပဲကျွန်တော်မြန်လိုက်ထိတွေ့ရပါတယ်လိုအပ်တဲ့ဟာတွေဆိုသူကပြန်ပြီးတော့မန်နေဂျာတို့ဘာလို့တင်ပြပါတယ်ကျွန်တော်စိတ်ဥမှာဆိုရင်ကျွန်တော်တို့အမုတ်ထုတ်တဲ့နေရာဆိုတော့ဒီတလောက်မှာ2ချိန်လောက်တော့အမုတ်ထွက်ပါတယ်အမုံတွေထွက်ပါတယ်အဲ့တော့ခဏပြောသလိုလေစုပ်တဲ့ဟာကောင်းကောင်းမရှိရင်ကျမကြီးထိခိုက်နိုင်ပါတယ်ပြီးရင်စားသောက်ကိုလောက်ကသူကဒီကိုလုံးကိုသူကခြုံထားရပါတယ်ခေါင်းမှာဆိုရင်နှစ်ထပ်အုတ်ထုတ်အောက်မှာစပယ်လေးမကျော်အောင်ပြီးနှာခေါင်းပိတ်ရလက်အိတ်အဲ့လိုဖက်နှက်ကအစားသူတို့သတ်မှတ်ထားတဲ့ဖက်နှက်ကိုစီးရပါတယ်ဒါကြလို့အဝတ်စားအနေကျတဲ့သူတွေဆိုရင်တော့စားသောက်ကိုတော့မေးချင်သင့်ပါဘူးပြီးရင်တန့်ရှင်းရေးအဓိကထားရပါတယ်ကျွန်တော်တန့်ရှင်းရေးမှာတင်အချိန်ပူရပါတယ်ကျွန်တော်ညမှာဆိုရင်တန့်ရှင်းရေးအချိန်1 နာရီခွဲလောက်အချိန်ပူရပါတယ်မနေ့ဆိုရင်တော့ဒီကျွန်တော်တို့ညတန့်ရှင်းလုပ်တဲ့ဟာတွေကိုပြန်ပြီးတော့တက်ဆင်အဲ့လိုလုပ်ရပါတယ်ပြီးရင်ကြားတဲ့အချိန်တွေမှာတော့သူကထုတ်ပို့တဲ့နေရာပေါ့နော်
လဲလဲလောက်ရောက်ပါတယ်ကျွန်တော်တို့အောက်မှာထုတ်ပိုးတဲ့နေရာနှစ်ပတ်အပေါ်မှာမုတ်ဆက်တဲ့နေရာတစ်ပတ်ပေါ့နော်ဟုတ်ကဲ့တကယ်လို့လူကြီးမင်းတို့ကိုရီးယားမှာဒီတနေရာတဲကိုပင်ပန်းတဲ့နေရာတဲကိုတနေရာတဲကိုတောင်းလျှောက်လုပ်နေရရင်အဲ့ဒါကျွန်တော်တို့တောင်းဆိုလို့ရပါတယ်ဒါကတော့ကျွန်တော်တို့တာဂီတာဆရာနေမျိုးအောင်ပြောပြလိုက်တာပါကျွန်တော်တို့ rotate ပုံစံနဲ့လဲပြီးလုပ်ရပါတယ်ကိုရီးယားမှာတော်တော်များများဒီ rotate ပုံစံနဲ့မှာကျွန်တော်တို့ဒီနေရာမှာပင်ပန်းတဲ့နေရာမှာရွယ်တိသက်ဆိုရင်တော့ပြောလို့ရပါတယ်ကျွန်တော်အလက်နဲ့လုပ်မယ်ပေါ့နော်အဲ့လိုပြောပြီးလုပ်လို့ရပါတယ်ဒါတော့ကျွန်တော်အခုကိုရီးယားမှာစားတော့ကိုလုပ်ရုံမှာလုပ်နေတဲ့အတွေ့အကြုံလေးပါဒီမင်းတို့ OT ကောင်းကောင်းနဲ့လှုပ်ရှားမယ်ဆိုရင်ခဏပြောလို့စားတော့ကိုဆက်ရုံအလက်စာအကြီးစားတွေမှာရှာပါအသေးစားတွေမှာတော့သူက OT ပေးတဲ့ဆက်ရုံတွေရှိပါတယ်တကယ်လို့မပေးတဲ့ဆက်ရုံတွေလည်းရှိပါတယ်ခဏပြောလို့အနေကင်း patient လည်းယူဆိုင်ရမှာဖြစ်ပါတယ်အားလုံးပဲလောက်ကင်စင်ပြကြပါစေအားလုံးပဲမင်္ဂလာပါ